မင်္ဂလာပါဗျကျွန်တော်ကတော့မြက်ရှော့ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တာကကျွန်တော်ဘာဟီရိုကန်ပြရမယ်လို့သိချင်လို့ပါကျွန်တော်ဘာဟီရိုကန်ရဘလဲပြောပြကြပါကျွန်တော်ကန်ပြပါမယ်အကုန်လုံးဒီကကန်ပြမှာပါဗျာကျွန်တော်ဒီနောက်ပါကျွန်တော်အားလေးပြကြနော်ကျွန်တော်တကယ်အားလေးပြကြတယ်နော်ကျွန်တော် view က900ပိုရှိ659လောက်လာမတို့ပဲအားလုံးလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်အားပေးကြတဲ့ပွဲလေးကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီအခုတင်လိုက်တဲ့ post လေးရဲ့အောက်မှာတော့ဘာကောင်လေးကန်ပြရမယ်ဆိုတော့အများဆုံးကြီးတို့အများဆုံးကန်ခိုင်းတဲ့လူတွေကျွန်တော်တင်နေမှာဖြစ်ပါတယ်အားလုံးလည်းကျေးဇူးများတင်တယ်နော်ကျွန်တော် view က1200ပြည့်ကျွန်တော် giveaway တစ်ခုလုပ်ပေးမှာပါဒါမဲ့ဗျာ giveaway က1200ပြည့် giveaway လုပ်ပေးဒါမဲ့ကျွန်တော်လုပ်ပေးမယ့် giveaway က6လပိုင်းကျောင်းဖွင့်ရရမှာလုပ်ပြီးလို့ရမှာကျောင်းဖွင့်ပြီးတော့2ရက်လောက်လုပ်ပြီးမှကျွန်တော်လုပ်ပြရမှာမလို့ပါကျွန်တော်1200ပြည့်သွားရင်လေ1200ပြည့်သွားလို့ရှိရင်စောင့်ပေးကြနော်1200ပြည့်သွားလို့ရှိရင်ကျွန်တော်ဒီ6လပိုင်း1200ပြည့်သွားလို့ရှိရင်ကျွန်တော် post တင်ရမယ်6လပိုင်းကြာနေထောက်ပေးကြတော့မယ်ရေးပြီးတော့ကျွန်တော်တင်လိုက်မယ်ပေါ့နော်တင်လိုက်ပြီးတော့လည်းကျွန်တော်လူရဲ့နာမည်ရေးလိုက်မယ်ပြီးစပိန်လေးလေလိုက်မယ်နော်စပိန်လေးလို့ကြားတဲ့သူရဲ့ဟာကိုကျွန်တော်လိုက်ပြီးမှဖြစ်ပါတယ်စပင်ကြလိုက်လို့တကယ်ကြောက်သွားတယ်လို့ကျွန်တော်ကိုဂျိုတကောင်ပြီးမှာကိုဂျိုစကင်ကိုဂျိုတကောင်ပြီးမှာပါကိုဂျိုလီကိုတကောင်ပြီးမှာပါအဲဒါကြောင့်1200ပြည့်သွားတဲ့ချီကျွန်တော်ဒီက1200ပြည့်သွားတဲ့အားသေးကြပါဘူးကျွန်တော်ဒါတကယ်လေးတောင်းမှန်တကယ်လေးပြောတာပါတကယ်ကြိုးစားနေပါတယ်လို့ကျွန်တော်ကြိုးစားလို့အောင်မြင်ခဲ့ရင်လူတို့ကျွန်တော်မမေ့ပါဘူးဒီဝေးပါလို့ပြပါမှာအခုဆိုတော့အဲ့တော့အားလုံးတက်တာပါဘိုင်ဘိုင်အားပေးတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်အားပေးတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာတက်တာနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးဘိုင်ဘိုင်